တပင်မကောက်ရခြင်းအကြောင်းရင်းက3ချက်ရှိတယ်နော်နံပါတ်1တစ်ချက်ကတော့စေးဝင်ချိန်မှတ်မှန်တာနော်စံသားမရွေးချယ်တတ်တာစေးဝင်ချိန်မှတ်မှန်တာနံပါတ်2တစ်ချက်ကကြတော့လိတ်တန်လိတ်တာမတင်းတာမသေးတတ်တာပေါ့နော်နံပါတ်3တစ်ချက်ကဘာဖြစ်မလဲဆိုတော့တေခွင်းပတ်တာအစင်မပြေလို့မတင်းလို့မကောက်ရတာနော်အေးကောက်မယ်ဆိုလို့ရှင်တော့ဆရာတော့များသောဖြစ်တော့ဆေးကခရင်တိုင်းနဲ့အရေးတိုင်း2မျိုးလာမယ်ကွာနော်ကိုကအရေးတိုင်းနဲ့ကောက်တဲ့နည်းကိုပြမယ်အရေးတိုင်းနဲ့ကောက်မယ်ဆိုလို့ရှင်တော့နံပါတ်1ဆေးကိုတမ်းမထင်းနဲ့တချို့ကျွမ်းကျင်တဲ့ဆရာကြလဲတန်းထင်းထည့်ပြီးမှတခါလေးလိတ်တန်လိတ်တယ်ပေါ့နော်ကိုကလုံးဝဘီဂနာသမားကိုမှအစကောက်မယ်ဆိုလို့ရှင်နော်ကောက်တောင်လိတ်တောင်အရင်လိတ်လိုက်လိတ်ပြီးမှဆေးကိုထည့်လိုက်အဲ့ဒါပို့ပြီးတော့အကောင်းဆုံးပဲနော်ဘာလို့လဲဆိုလို့ရှင်ဆေးတမ်းထည့်ခိုင်းလဲဆိုလို့ရှင်နော်ဆေးထည့်ပြီးတော့တန်းလိတ်တဲ့ခါပထမလိတ်တန်လိတ်တဲ့နေရာနဲ့နောက်ဆုံးပြီးသွားတဲ့နေရာနဲ့ကမင်းတို့ခုလေးကျင့်တယ်နော်အကောက်45မိနစ်လောက်ကြာတယ်လေ45မိနစ်လောက်ကြာတယ်ဆိုဘယ်လိုမှအဆင်မပြေတော့ဘူးလေမာကျန်းဆန်သားဆိုရင်တော့အရှိကလိတ်ခဲ့တဲ့လိတ်ကဖြေလို့ရနေပြီနော်နောက်ဆုံးလိတ်ခဲ့တဲ့လိတ်ကခုမှစကောက်တယ်ဆိုတော့ဒီနောက်ဆုံးလိတ်ခဲ့တဲ့လိတ်ကို45မိနစ်ပြည့်အောင်ထပ်ဆောင်မယ်ဆိုဘယ်လောက်ဖြစ်သွားမလဲမိနစ်60ဖြစ်သွားမှာ60ဆိုဘယ်လိုမှအရှိကလိတ်ခဲ့တဲ့တပင်ခံနိုင်မရှိတော့ဘူးပြတ်ထွက်ကုန်မှာတပင်တွေကနော်တကယ်လို့တပင်ကခံနိုင်ရှိလို့ပြတ်မထွက်ဘူးဆိုရင်တော့တပင်ကအရန်လျှောက်အရန်ဖွာသွားလိမ့်မယ်အရန်ပြက်စီးသွားလိမ့်မယ်အဲ့ပြဿနာဖြစ်တယ်နော်အဲ့ဒီမှာလိမ့်မယ်ဆိုလို့ချင်းဆရာတို့ကဒီထိတ်တက်မှာနော်ထိတ်တက်မှာဆရာတို့ကလိတ်တံကိုတလိပ်စာမှန်းလိုက်ပေါ့နော်ကိုမမှန်းတတ်ရင်လည်းလိတ်တံကိုထောက်လိုက်ထောက်ပြီးမှစီးခွဲလိုက်နော်မှန်းတတ်တယ်ဆိုရင်တော့ကိစ္စမရှိဘူးတန်းယူလို့ရတယ်နော်ဒီမှာဒီကဘွေးနေရဒါအယုတ်ကောင်းမှာတော့ဘွေးမပါဘူးနော်လူကောင်းမှာဆိုရင်တော့ဘွေးပါလိမ့်မယ်နော်ဒီဘွေးနေရကိုဆရာတို့တစ်ချက်စီးထက်ခွဲမယ်ခွဲပြီးမှဒီမှာကလစ်နဲ့လိတ်တံတလိပ်စာထိုးယူမယ်ယူပြီးလို့ရှိရင်ဒီဟာကိုအရှိကိုဒီလိုလိန်နာမယ်ဒီမှာညှက်မယ်နော်ညှက်ပြီးတော့မှဒီမှာဘီကြောကိုရှင်းလာအောင်ဘီကလက်ထက်ကမချနဲ့နော်ဘီကလက်ကအမြဲကင်ထားရမှာနော်ချလိုက်ကောက်လိုက်လို့မရဘူးနော်ဒီမှာဆိုလို့ရှိရင်ကောက်စက်ကူပတ်တဲ့က2မျိုးပတ်လို့ရတယ်ဒီလိုလုံးပတ်လို့ရတယ်နော်ဒီလိုလုံးပတ်လို့ရတယ်နော်ဒီကောင်ကကျတော့တပင်အရန်တိုရင်တော့ဒီလိုလုံးယူမှအဆင်ပြေမှာတပင်ရှည်တယ်ဆိုရင်တော့ကောက်ဆက်ကိုအပြန့်လိုက်ယူတာတော့ပိုကောင်းတယ်နော်ဒီမှာတော့2မျိုးလုံးပြလိုက်မယ်နော်တပင်ရဲ့ထက်ကိုကောက်ဆက်ကိုကတလက်မလောက်ပိုနေပိုကောင်းတယ်နော်နောက်ပြီးလို့ရှိရင်ဒီမှာလိတ်တံကိုဒီမှာလက်မနဲ့လက်ကလေးနဲ့ကင်ထားမယ်တလားကင်ပြီးတော့မှဒီမှာတပင်ဝင်လာပြီဆိုရင်ဒီမှာကောင်းဝင်လာပြီဆိုဒီကနေပဲကင်ထားကျစ်နေအောင်သွားတပင်မကောက်ရခြင်းအကြောင်းရင်းက3ချက်ရှိတယ်နော်နံပါတ်1တစ်ချက်ကတော့စေးဝင်ချိန်မှတ်မှန်တာနော်စံသားမရွေးချယ်တတ်တာစေးဝင်ချိန်မှတ်မှန်တာနံပါတ်2တစ်ချက်ကကြတော့လိတ်တန်လိတ်တာမတင်းတာမသေးတတ်တာပေါ့နော်နံပါတ်3တစ်ချက်ကဘာဖြစ်မလဲဆိုတော့တေခွင်းပတ်တာအစင်မပြေလို့မတင်းလို့မကောက်ရတာနော်မအပြတ်လိုက်ယူမယ်ဆိုဒီတိုင်းလေးလက်ကလေးနဲ့လက်ညှိုးကြားတဲ့ကိုကောက်ဆက်ကူလေးညှက်ထားဒီမှာလဲလက်ကလေးနဲ့လက်ညှိုးကြားနောက်ပြီးလို့ရှိရင်ဒီနှစ်ခုကိုဒီမှာထပ်လိုက်ပတ်ရှင်းလိုက်ပေါ့နောက်ပြီးလို့ရှိရင်အပေါ်ဆွဲတယ်နော်တပင်နည်းနည်းရှည်တယ်ဆိုလို့ရှိရင်တော့ဒီကောက်ဆက်ကူခံတဲ့နည်းနဲ့သွားပေါ့နော်ဒီမှာတင်းနေအောင်သွားမယ်နောက်ပြီးလို့ရှိရင်တစ်ကွင်းနဲ့ရောရင်2ကွင်းပေါ့နော်ဒါကတော့တေကွင်းခွင်းအကြီးကိုခွင်းအသေးလှုပ်ပြီးပတ်တဲ့နည်းပေါ့နော်တေကွင်းပတ်တဲ့နည်းတွေကတော့4မျိုးလောက်ရှိမယ်နော်ကိုတန်ရပဲတကယ်လူကောင်းမှကောက်တဲ့ခါကြလို့ရှိရင်ကိုအဆင်ပြေတဲ့ပုံစံနဲ့ပဲသွားနော်ဒီမှာလိမ့်မယ်နော်နောက်တနည်းကကြတော့ဒီမှာကြည့်နော်လက်ကလေးနဲ့နော်လက်ညှိုးနဲ့ဒီလိုဆွဲထားလိုက်နော်ဒီလိတ်တောင်ကိုကြတော့လက်မနဲ့လက်ကလေးနဲ့ထိမ့်မယ်လက်ညှိုးကဒီလိုဝင်မယ်ဒီမှာဆွဲမယ်ဒီမှာဝင်မယ်နောက်ပြီးလို့ချင်းဇောင်းလေးကိုပဲပတ်နော်ဒီကောင်လဲပတ်လို့ရတယ်နော်